အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဗုဒ္ဓဟူသားသမီးတွေအတွက်မေလကန်ကြမာလေးကိုဒါတော့ကတ်3ကတ်နဲ့ကြည့်ပေးပါမယ်နော်တဦးတယောက်တည်းကိုရည်ရွယ်ပြီးကြည့်ပေးတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကတ်ကလေးဒီကတ်ကလေးကကြတော့လေမေလအစာပိုင်းမှာဆိုရင်ဗုဒ္ဓဟူသားသမီးတွေဟာကိုဖြစ်ချင်တဲ့လူမျိုးဖြစ်မလာတဲ့ကိစ္စလေးတွေအပေါ်ပေါ့နော်စိတ်မကောင်းဖြစ်နေတတ်တဲ့ဆုံးရှုံးသွားတဲ့အခွင့်အရေးဓမ္မမဟုတ်အစင်မပြေမှုလေးတွေကိုပဲတွေးပြီးတော့မှဝမ်းနဲ့တည်တဲ့ပုံစံမျိုးလေးတွေဖြစ်လာလိမ့်မယ်နော်ဒါပေမဲ့တတိထားကြည့်မယ်ဆိုရင်တင်မှာအကောင့်အတိုင်းကြန့်ရှိနေတဲ့အနောက်မှာလေလဲနေမလဲသေးတဲ့ခွက်ကလေးနှစ်ခွက်ရှိရယ်နော်ဒါကကြတော့အခွင့်အရေးအစ်စ်တွေအများကြီးရှိပါသေးတယ်ဆိုတာကိုသူကပြောတာနော်ဒါကြောင့်မို့စိတ်မကြည်ဖက်နဲ့ရှိဘူးလားတက်မတ်ဒီဇိုင်းမတ်သွားပါလို့ကက်ကလေးကအကြံပေးနေပါတယ်ရှင်ကက်နံပါတ်2လေးဒီကက်ကလေးကကြတော့လေလအလေပိုင်းမှာဆိုရင်အလုပ်ကိစ္စဒါမှမဟုတ်လူမှုရေးမှာတစ်ဖက်လူရဲ့လှည့်ပြားမှုကိုခံရတတ်တယ်နော်အထူးတတိထားပါနော်မိမိရဲ့လှုပ်ဝက်ချက်တွေအကြံအစီတွေကိုလည်းလူတိုင်းကိုချမပြပါနဲ့တခါတလေမှာအောင်မြင်ဖို့အတွက်ပုံမှန်သွားနေကြလမ်းဟောင်းထက်ပေါ့နော်စမ်းတက်တဲ့နီလန်းလေးတွေဖြက်လန်းနီလန်းလေးတွေကိုအသုံးပြုပြီးတော့မှအခက်ခဲကိုကြော်လွှားရမယ်ကာလာလေးပါလို့ကက်ကလေးကနမိတ်ဖတ်ပေးနေပါတယ်နော်ကက်နံပါတ်3လေးဒီကက်နံပါတ်3လေးကကြတော့လေမေလကုန်ပိုင်းမှာဆိုရင်တင့်ရဲ့အာယုံဆိုင်မှုတွေကအလုပ်ထဲမှာပို့ပြီးတော့မှရောက်သွားတဲ့ပုံစံမျိုးလေးတွေဖြစ်လာလိမ့်မယ်မိမိရဲ့အရေးချင်းကိုမြင့်တင်ရတာမျိုးအလုပ်ခွင်မှာအသေးစိတ်အာယုံဆိုင်လောက်ကန်ရတာမျိုးလေးတွေနဲ့အောင်မြင်မှုတွေရပါလိမ့်မယ်နော်အလုပ်မှာဒီဇိုင်းမတ်စူးစမ်းနေတာကြောင့်ငွေကြေးကန်ကလည်းပြန်တက်လာဖို့အခြေအနေလေးတွေရှိပါတယ်နော်တင်ယူလေ့လာနေတဲ့အရာတွေကနေပြီးတော့မှအကျိုးမြတ်ကောင်းတွေလည်းရရှိလာမယ့်အချိန်လေးပါနော်ရှောင်ရန်ဆောင်ရန်လေးတွေလည်းပြောပြပေးမယ်နော်ဆောင်ရန်ကကြတော့လက်ရှိကိုပိုင်ဆိုင်ထားတဲ့အခွင့်အရေးတွေကိုတန်ဖိုးထားပါအလုပ်ကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်ကစဂယုစိုက်ပါနော်ဂယုစိုက်လောက်ကိုင်းပါနော်ရှောင်ရန်ကတော့လေမပြတ်သားတဲ့လူတွေနဲ့ပေါ့နော်အပေးအယူလောက်တာမျိုးတွေကိုရှောင်ပါကိုယ့်ရဲ့အစီအစဉ်တွေကိုသူတပားသိအောင်မပြောပါနဲ့အတိတ်ကအမှားတွေကိုပြန်တွေးပြီးတော့မှစိတ်တက်ကြနေခြင်းကိုလည်းဆင်ခြင်ပါလို့ပြောပြစီရှင်နောက်ဆုံးအနေနဲ့ထပ်ပြီးအကြံပေးချင်တာကတော့လေမေလမှာဆိုရင်စိတ်ခံစားချက်နောက်ကိုလိုက်မနေပဲနဲ့လက်တွေ့ကြကြအလုပ်လုပ်ဖို့လိုပါတယ်နော်တခုခုဆုံးရှုံးသွားရင်တော့မှပိုကောင်းတဲ့အရာတွေဖြစ်လာမယ်ဆိုတဲ့စိတ်ကလေးကိုမွေးပါကိုယ့်ရဲ့အရေးချင်းမှုပဲယုံကြည်ပြီးတော့မှဒီဇိုင်းမတ်စူးစမ်းသွားပါလို့ထပ်ပြီးအကြံပေးပြစီရှင်နောက်ဆုံးအနေနဲ့လေထပ်ပြီးတော့မှရေရရာပေးချင်တာကတော့ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာဆိုရင်ရွက်လာ18ညွန့်ကိုဖျားတွင်ကက်လူပူဇော်ပြီးတော့မှဘေးရန်ကင်းကွာလိုအင်ဆန္ဒများပြည့်ဝပါစေလို့ဆုတောင်းပေးပါနော်ငှက်လို့ချင်းဒါမှမဟုတ်တရိတ်ဆန်လေးကိုအစာကျွေးစင်းပေါ့နော်ဇီဝဌာနလေးကိုလည်းပြုပေးပါလို့ပြောပြစီရှင်နောက်ဆုံးအနေနဲ့ဆုတောင်းပေးချင်တာကတော့လေဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးရောဗုဒ္ဓဟူသားသမီးတွေအားလုံးရောမေလမှာစိတ်ညစ်စရာများကင်းဝေးပြီးတော့မှစ조사သမျှအောင်မြင်ပါစေစီးပွားလက်လာပါဗျာဒီအလားတိုးတက်ပြီးတော့မှကိုယ်စိတ်နှစ်ဖြားနှစ်ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေရှင်